ဒီကခုံနေတဲ့ဒရွာလေးနှစ်ကောင်ကတော့တောင်ပေါ်ကြွက်ကြီးတွေလို့ခေါ်ကြတဲ့မာမောလေးတွေပဲဖြစ်ပါတယ်သူတို့ဟာမြေရိုင်းကုန်းမြင်မြင့်ပေါ်မှာနေကြပေမဲ့ဘောလုံးတစ်လုံးလိုဝဝဖိုင်ဖိုင်လေးတွေရှိကြပါတယ်သူတို့ကိုကြွက်တွေလို့ခေါ်ကြပေမဲ့တကယ်တမ်းတော့သူတို့ဟာရှင့်တွေရဲ့ဆွေမျိုးရင်းချတွေဖြစ်ပါတယ်သူတို့လေးတွေရဲ့ဝဝကိကိပုံစံလေးတွေကိုကြည့်အောင်နဲ့တင်ဒီကောင်လေးတွေကအစားတိုင်းလေးတွေဆိုတာထင်ရှားပါတယ်သူတို့ဟာအစာစားတဲ့အခါမှာအရန်ကိုဇွဲတန်ကြတဲ့ကောင်လေးတွေဖြစ်ပါတယ်အခြားဒရွာလေးတွေကဗိုက်ပြစ်လို့ရှိရင်အစာစားတာကိုရက်လိုက်ကြပေမဲ့ဒီကောင်လေးတွေကတော့ဗိုက်ပြစ်နေရင်တော့ဆက်စားကြမယ်တင့်တငယ်ချင်းတွေအတိုင်းပါပဲသင်အနေနဲ့ဒီကောင်လေးတွေရဲ့ရုပ်ရည်ကိုကြည့်ပြီးတော့အထင်တော့မတေးလိုက်ပါနဲ့တကယ်တော့သူတို့ဟာအရန်ကိုညံကောင်းကြတဲ့ကောင်လေးတွေဖြစ်ပါတယ်သူတို့ဟာလူတွေစီကနေမုံကိုတောင်းစားတတ်တယ်လို့အစာစားနေတော့လာပြီးနှောက်ယှက်ရင်တော့ငြိမ်ခံနေတတ်ကြပါတယ်ဒီကောင်လေးတွေကလူတွေနဲ့နီးနီးကက်ကက်နေရင်မုံကိုလည်းကားစားရတယ်ဆိုတာကိုလည်းသိပါတယ်တကယ်မလို့သူတို့ကိုမုံဝင်ကြွေးရမှာမလောက်တော့ဘူးဆိုရင်တော့အချင်းချင်းလူပြီးစားတတ်ကြပါတယ်ဒီလိုမျိုးလူပြီးစားရမှာတခါတလေမှာတော့တယောက်လေပင်ကိုတယောက်ကန်ပြီးရန်ဖြစ်လေရှိပါတယ်သူတို့ချင်းချင်းချနေရလေးတွေကိုကြည့်ရတာကမသိရင်ကနေတယ်လို့ပါပဲဒါကြောင့်မလို့ရန်ပွဲကဘလောက်ပဲပြင်းထန်သူတို့မှာအမွေးတမြင်တော့ကျွတ်ဖို့ခဲရင်ပါတယ်စိတ်ဝင်စားဖို့ကောင်းတာကလူများစုကသူတို့ရဲ့ online ကိုဒီလိုပုံစံလို့ထင်ကြပါတယ်ဒါပေမဲ့လို့တကယ်တမ်းမှာတော့သူတို့ရဲ့ online စစ်ကခုလိုပုံစံပဲဖြစ်ပါတယ်